တောင်ပေါ်ဒေတာရှင်းပြည်မှာဖျားစီတီချစ်တင်ပွဲကဖလုံးရှိရာရိုးရဒလေးကိုဖလို့မြင်တွေ့နိုင်စွာအထူးကြည့်ကြမယ်နော်ချစ်တင်တဲ့စီတီရှိရာနေရာကကလုံးမြို့နယ်ကုန်းလတော်ရအကြောင်းကုန်းလရွာမှာဟောနော်တရားမျိုးလေးကိန်းဆောင်မိကြရတယ်ပေါင်းကြီးတွေ့ရတယ်တာတော်လေးပြာတော့ထိတင်တဲ့စီတီရှိရာကိုတယူတသေးတွေကြည့်တွေကင်မင်းရဲ့သွားနေကြတယ်စီပြီးတော့သွားနေကြရတော့တန်ကားတော်တွေနဲ့စီတီရှိယာကိုဖူးကြီးเจ้าကနေသွားနေတော့တစ်ပင်နေစနဲ့အများကြီးချွချွပင်နေစနဲ့အုံဆိုင်မင်းအေးချနေတော့မျိုးစိတ်ဒီမှာထိတင်တဲ့ခါကျရင်ဒီမဲ့သစင်ချင်းစီညံ့စင်ကနေပြီးတော့တသေးတွေတဲမဲ့တရွတ်ချင်းစီပေးရတော့ရယ်သဝိတော်မာတို့ဒီတဲ့ပြီးတဲ့ခါကျတော့ဆွေမှုငွေမိုးတွေလည်းကျဲတယ်အဲ့ဒါပြီးတာနဲ့အဲ့ဒါပြီးတာနဲ့ဘုန်းကြီးเจ้าမော်သွားပြီးတော့ဆရာတော်ကနေပြီးတော့တရားဟောတယ်တရားနာကြတယ်ရေစီကြောင်းအဟောင်းယူပြင်စင်အားတီလာကိုတားတယ်ရေစီကြောင်းအဟောင်းယူပြင်စင်အားတရားပွဲပြီးတော့ဆွေးမှုငွေမိုးနဲ့ထက်ကျဲသေးတယ်ဒီတင်ပွဲကတော့ပြီးသားပါပြီအဆုံးထိချစ်ပေးလို့ကျေးဇူးပါ